မင်္ဂလာပါတတိယအမျိုးတို့ရေမင်္ဂလာပါဗျာနော်ကျွန်တော်တို့16ရက်ပေါ့နော်16ရက်ဆိုတာမနေ့ဖြတ်ပေါ့နော်16ရက်3လနော်3လပိုင်း16ရက်2025ခုနှစ်ပေါ့နော်2025ခုနှစ်တနင်္ဂနွေနေ့ပေါ့နော်တနင်္ဂနွေနေ့မှာထွက်မဲ့ 3D ကဏ္ဍပေါ့နော်ခြေကဏ္ဍအတွက်ပေါ့နော် 3D ကဏ္ဍခြေကဏ္ဍအတွက်ကျွန်တော်ရဲ့စိတ်ကြိုက်ကဏ္ဍပေါ့နော်စိတ်ကြိုက်ကဏ္ဍတကွက်ကွယ်ပေါ့နော်စိတ်ကြိုက်ကဏ္ဍတို့ကပဲအရန်ကဏ္ဍ3ကွက်ပဲဆိုကျွန်တော်4ကွက်ရထားတာပေါ့နော်အဲ့တော့အဓိကတော့စိတ်ကြိုက်ကဏ္ဍကိုပဲကျွန်တော်ကတော့ထိုးဖို့မှာပေါ့နော်အရန်ကဏ္ဍကိုတော့ကျွန်တော်ကနည်းနည်းပဲထိုးမှာပေါ့နော်စိတ်ကြိုက်ကဏ္ဍကခွန်4 3ပေါ့နော်ကျွန်တော်ရဲ့စိတ်ကြိုက်ကဏ္ဍကခွန်4 3ဒါကတော့ကျွန်တော်ရဲ့စိတ်ကြိုက်ခဏပေါ့နော်ဒီခဏကိုတော့ကျွန်တော်အဓိကထားထိုးမှာပေါ့နော်အများကြီးအားတော့မအောင်လေကျွန်တော်အားတာလည်းတိတ်ပြီးတော့ဝါသနာမပါဘူးပေါ့နော်အားတာတိတ်ပြီးတော့ဝါသနာမပါတဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဒီခွန်4 3ဒီခဏကိုပဲအဓိကထားဒီစိတ်ကြိုက်ကဏ္ဍကိုထိုးမှာပေါ့နော်ဒါလေးကဏ္ဍဒါခုနကကျွန်တော်ပြောခဲ့တယ်လို့ပေါ့နော်ကျွန်တော်ရဲ့စိတ်ကြိုက်ကဏ္ဍကတော့ခွန်4 3ပေါ့နော်ခွန်4 3ပေါ့နော်အရန်ကဏ္ဍအနေနဲ့ကတော့ကျွန်တော်3ခွက်ပေါ့နော်ဒါကတော့ကျွန်တော်ရတာပေါ့ကျွန်တော်တကယ်ချင်းတယောက်ပေးတာပေါ့နော်ကြိုက်တူရင်လည်းယူထိုးကြပါတော့ကြိုက်တူရင်လည်းယူထိုးကြပါရန်ကနန်းကတော့3ခွက်ရှိတယ်နော်ရန်ကနန်း3ခွက်က1 2ကဲ1 2ကဲ1 2ကဲခွန်1 2ပေါ့နော်5 1 2ရယ်ခွန်1 2ရယ်9 1 2ရယ်ဆိုပြီးဒါရန်ကနန်း3ခွက်ပေါ့နော်5 1 2ကဲခွန်1 2ကဲ9 1 2ရယ်ဆိုတော့နောက်ပိတ်1 2အတွဲနေပေါ့ဗျာအဲ1 2အတွဲကိုလေဒါ1 2အတွဲကိုလေတကယ်ချင်းတယောက်ကကြိုက်တယ်ပေါ့နော်တကယ်ချင်းတယောက်ကကြိုက်တဲ့ခဏပေါ့အဲ့တော့5 1 2ရယ်ခွန်1 2ကဲ9 1 2ရယ်ဆိုပြီးပေါ့နော်ကျွန်တော်ရဲ့ဒါ main ခွက်ကတော့တည်တဲ့အတိုင်းပေါ့နော်ဒီ main ခွက်ကိုတော့ကျွန်တော်ထိုးမှာပေါ့နော်ဒီကတော့ main ခွက်ကဒီကပေါ့နော်ကျန်တဲ့ရန်ကနန်းတွေကတော့ဒါကြိုက်တဲ့ 3D ဝါသနာရှင်တွေညီကိုမောင်နှမတွေလည်းကန်ဆန်းလို့ရတယ်ပေါ့နော်မကြိုက်လို့ဆိုရင်လည်းဒါကြော်သွားရလို့ရတယ်နော်အကြိုက်တူမှယူထိုးရပါနော်ကဲအားလုံးပဲ16ရက်3လ2025ခုလင်းကုန်နေမှာကဲထွက်မှန်3D ကဏ္ဍတွေအားလုံးပဲအဆင်ပြေကြပါစေဗျာအားလုံးပဲပေါက်ကြပါစေဗျာ